မောင်သေးဗျူဆိုတဲ့အကောင့်ပိုင်ရှင်ကနိုင်ငံသားပြန်တို့ရဲ့တက်ခောက်တန်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့လာတယ်စိတ်ညစ်စိတ်တိုးပြီးတော့ဖုန်းလေးဖွင့်လိုက်တာအရှင်ဖရာရဲ့တရားလေးတက်လာလို့နားဆင်လိုက်တာရင်ထဲပူးနေတာတွေအေးချမ်းသွားတယ်လို့ပဲဖရာပြီးတော့ကအိမ်အောင်ကြတာ8 နှစ်ကျော်လာပါပြီဟိုဘက်မိဘအိမ်နေလိုက်ဒီဘက်မိဘအိမ်နေလိုက်နဲ့အမျိုးသားနဲ့လည်းအဆင်မပြေစီးပွားရေးလည်းအဆင်မပြေသားလေးရှည်ကြီးတွေးပြီးတော့အဆင်မပြေမှုတွေနဲ့ပူလောင်နေပါတယ်ဗျာတပည့်တော်အတွက်တရားလေးဟောပြီးတော့မူပါဗျာတပည့်တော်နေ့စဉ်နာကျင်လို့ပါဗျာဆိုပြီးတော့စာလေးရေးပို့လာတယ်တရားလေးဟောလိုက်လို့တရားလေးနာလိုက်လို့အဆင်ကပြေးသွားမယ်မဟုတ်ဘူးအိမ်အောင်ကြလာတာ8 နှစ်ကျော်လာပြီဟိုဘက်မိဘအိမ်နေလိုက်ဒီဘက်မိဘအိမ်နေလိုက်ဆိုတာကမမှန်ကန်တဲ့ဖြစ်တည်မှုလို့မြင်မိတယ်မမှန်ကန်တဲ့ဖြစ်တည်မှုနဲ့နေရတဲ့သူတွေရဲ့ဘဝဟာအေးချမ်းပျော်ရွှင်တဲ့ဘဝတစ်ခုဖြစ်ပေါ်လာဖို့ရလာဖို့မလွယ်ဘူးအိမ်အောင်နေကြကလေးတွေရလာတဲ့အထိကိုယ့်ဘဝကိုယ်တိုင်မဖန်တီးနိုင်သေးဘူးဆိုရင်ကောင်းတဲ့အနေအထားလို့မမြင်မိဘူးမိဘတွေကလည်းပြည့်စုံတူရီတော်သားသမီးတွေမှုမိဘတွေကအထွက်မခံအခွဲမခံကြတာဆိုရင်တောင်းမှဒီ8 နှစ်ဆိုတဲ့အချိန်ဆိုရင်ကိုယ့်ခြေကိုယ့်လက်တွေဖြစ်အောင်လုပ်သင့်နေပြီလို့မြင်တယ်အမျိုးသားနဲ့လည်းအဆင်မပြေစီးပွားရေးကလည်းအဆင်မပြေလို့တွေ့ရတယ်အိမ်အောင်ရေးအဆင်မပြေရင်စီးပွားရေးကလည်းအဆင်ပြေဖို့အနှောက်အယှက်ဖြစ်နေမှာပေါ့အဲ့ဒါလို့အမျိုးသားနဲ့အဆင်မပြေတာစီးပွားရေးအဆင်မပြေတာတွေဟာဘယ်သူကမှလုံးလို့ဖြစ်လာတာမဟုတ်ပဲကိုယ့်ကြောင့်ဖြစ်နေကြတာကိုကိုယ်တိုင်ပြုပြင်ရမှာဖြစ်တယ်သားလေးရေကိုတွေးပြီးစိတ်ပူဖို့ထက်ကိုယ့်ဘဝရှည်ရေးကိုပိုးပြီးတော့စိတ်ပူကြည့်ပါစိတ်ကပူယုံပဲပူနေယုံတက်တက်ဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒီအပူကိုတွဲကန်အားအဖြစ်ယူပြီးတော့လူတွေကိုယ်တိုင်ကကံဉာဏ်ဝရိယတွေနဲ့ကြိုးစားကြရမယ်ခုနားထောင်ရတဲ့အနေအထားကတခုခုလွဲချော်နေတယ်လို့ကိုပြောလို့မရဘူးအခုပေါင်းများစွာလွဲချော်မှားယွင်းနေတယ်လို့ညင်းနေရတယ်အိမ်တော်သက်8 နှစ်ကျော်ဘာမှမဖြစ်သေးတာလဲလွဲချော်မှုတစ်ခုပဲဟိုဘက်မိဘအိမ်နေလိုက်ဒီဘက်မိဘအိမ်နေလိုက်ဆိုတာကလည်းကိုယ့်နေရာတီးတီးငြိမ်ငြိမ်တတ်တတ်မှတ်မှမရှိသေးတာလဲလွဲချော်လိုအပ်မှုတစ်ခုပဲအမျိုးသားနဲ့ကလည်းအဆင်မပြေဆိုတာကလည်းလွဲချော်မှုတစ်ခုပဲစီးပွားရေးကလည်းအဆင်မပြေဆိုတာကလည်းလွဲချော်မှုတစ်ခုပါပဲအဲ့ဒါလို့လွဲချော်မှုတွေအများကြီးထဲမှာပထမဆုံးအမျိုးသားနဲ့အိမ်တော်ရဲ့အဆင်မပြေဖို့ဟာပထမဆုံးပြင်ရမယ်တဲ့မှတ်ပေးရမယ်လွဲချော်မှုလို့မြင်ပါတယ်အဲ့ဒီမိယထာဆက်ကောင်းကိုမပြင်နိုင်ရင်နောက်ကကိုယ်အိမ်နဲ့ကိုအခြေတကျနေဖို့တို့စီးပွားရေးအဆင်ပြေဖို့တို့သားလေးရှည်ရေးတွေးပူတယ်ဆိုတဲ့အပူပြေဖို့တို့ဆိုတဲ့နောက်တွဲတွေလည်းအဆင်ပြေလိမ့်လည်းမဟုတ်ဘူးဒါကြောင့်နံပါတ်1အနေနဲ့အမျိုးသားဖြစ်သူနဲ့အဆင်ပြေဖို့ကအရေးကြီးတယ်လို့မြင်မိတယ်နံပါတ်1ကဘယ်လိုမှအဆင်မပြေဘူးဆိုရင်တော့လေကိုအားကိုပြီးတော့ဘဝကိုစနစ်တကျပြင်ရမှာပဲဘယ်လိုပဲဖြစ်ဖြစ်ကာလောဂါတိတိဗုဒ္ဓနာအချိန်တွေကလူတွေကိုဝါမျိုးနေကြတယ်လူတွေဟာအချိန်တွေရဲ့ဝါမျိုးခြင်းကိုခံနေကြရတယ်ဩဃကာလနာခိပယေတဲ့အချိန်တွေကိုအချီးနှီးမကုန်ပါစေနဲ့လို့အထူးပြောချင်ပါတယ်လောကမှာဆင်းရဲသူဖြစ်ဖြစ်ချမ်းသာသူဖြစ်ဖြစ်တရားစားပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်လူယူဖြစ်ဖြစ်ဖုန်ကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်တနေ့ကို24 နာရီစီအချိန်ကပေးထားတယ်လူတိုင်းအားလုံးညီလူညီမျှအချိန်24 နာရီစီရထားကြတာကြီးပဲအချိန်24 နာရီစီရတဲ့လူချင်းအတူတူတချို့ကပညာတတ်တွေဖြစ်သွားကြတယ်တချို့ကပညာမဲ့တွေဖြစ်လာကြတယ်တချို့ကတထေးတွေဖြစ်လာကြတယ်တချို့ကဆင်းရဲမွဲတေးပြီးတော့သွားကြတယ်အဲ့ဒါလိုအစဉ်တန်းတွေကွဲပြားခြားနားသွားရတဲ့အကြောင်းတွေထဲမှာ
အချိန်ကိုအသုံးချပုံချင်းမတူလို့ဟာအဓိကအကြောင်းတစ်ခုပဲ။ဒီနေ့10နာရီဂိမ်းဆော့နေတဲ့သူနဲ့ဒီနေ့10နာရီစာကြက်နေတဲ့သူပညာအရေးချင်းချင်းမတူနိုင်ဘူး။ဒီနေ့10နာရီအလုပ်လုပ်နေတဲ့သူနဲ့ဒီနေ့ကုန်အိတ်နေတဲ့သူရဲ့စီးပွားရေးအဆင့်တန်းဟာလည်းမတူနိုင်ဘူးပေါ့။ငွေတွေရဖို့ဆိုတာလဲအချိန်တွေနဲ့ရအောင်ရှားနေကြရတာပညာတွေတတ်ဖို့ဆိုတာလဲအချိန်တွေကိုအသုံးပြုပြီးတော့ပညာတွေသင်ယူနေကြရတာကုသိုလ်တွေရဖို့ဆိုတာလဲအချိန်တွေကိုကုသိုလ်ရဖို့အသုံးချနေရတာပဲမဟုတ်လားဒါကြောင့်အချိန်တွေကိုအကျိုးရှိအောင်အသုံးချတတ်ဖို့ဆိုတာသိပြီးတော့အရေးကြီးတယ်လောကမှာဘာတွေကိုပဲဖြုံအချိန်တွေကိုဖြုံးပစ်တာတော့ဘယ်ဟာမှမနစ်နာဘူးငွေတွေကုန်သွားတာကပြန်ရှာလို့ရခြင်းရနိုင်တယ်အချိန်တွေအလဟတ်သက်ကုန်ဆုံးသွားတာကဘယ်တော့မှပြန်မရဘူးလူတစ်ယောက်အတွက်အချိန်တစ်ခုဟာဘဝမှာတစ်ခါပဲရခဲ့တယ်ဘဝမှာတစ်ခါတည်းစီပဲရသွားတဲ့အချိန်တွေကိုဖြုံးမဖြစ်သင့်ဘူးအချိန်တွေကိုတန်ဖိုးရှိလာအောင်လုပ်ကြပါလို့အထူးပြောချင်ပါတယ်အချိန်တွေကိုကံဉာဏ်ဝရိယတွေနဲ့တွဲပြီးတော့အသုံးပြုနေတဲ့သူတွေဟာတိုးတက်တဲ့သူတွေကုသိုလ်ရတဲ့သူတွေဖြစ်လာမှာသိကြသလိုအချိန်တွေကိုလောဘဒေါသအိတ်စားကာမတွေနဲ့ဖြုံးနေသူတွေအချိန်တွေကိုပြုံးတီးနေစေသူတွေဟာလည်းဘဝမှာကြာရှုံးတဲ့သူတွေအကျိုးမဲ့တဲ့သူတွေဖြစ်လာမှာဆိုတာသိကြတယ်ဒါကြောင့်နောက်ဆုံးဘုရားပြောတဲ့စကားလေးနဲ့အဆုံးသတ်ချင်ပါတယ်ကာလောကတတိဘုဒ္ဓာနိသဗ္ဗနေဝသဟတနာကိုရောသူများတွေရောအားလုံးကိုအချိန်ဆိုတဲ့ကာလကြီးကစားတာဝါမြူတာခန်းနေရတယ်ယောစကာလကသောဘုဒ္ဓသဗုဒ္ဓပစနိုင်မစီအဲ့ဒီလိုအချိန်ကြီးရဲ့ဝါမြူတာစားတာခန်းနေရတဲ့သူတွေဟာမကောင်းတဲ့ဆင်းရဲစေတဲ့အပူမီးတွေကိုအသိဉာဏ်အလင်းရောင်ဆိုတဲ့မီးနဲ့အစားထိုးနိုင်ကြရမယ်တဲ့မကောင်းတဲ့အပူမီးကိုအသိဉာဏ်မီးနဲ့ဖျက်ဆီးပစ်ကြရမယ်ဒါကြောင့်မိမိတို့ရဲ့အချိန်တွေကိုတန်ဖိုးအရှိဆုံးအချိန်တွေဖြစ်အောင်ကြိုးစားကြပါလို့ပြောကြရင်ဒီကုန်းချိုးလိုက်ပါတယ်အားလုံးအချိန်ကိုတန်ဖိုးရှိအောင်အသုံးချသူများဖြစ်ကြပါစေ